ကဲညီမလေးစပင်းဒီဇိုင်းချိန်မှာဟုတ်တယ်ဘယ်အတွက်ချိန်နေတာပွဲရှိရလားဟုတ်ပွဲမဟုတ်ကိုရီးယားခဏပြန်ရမှာဟုတ်လားကိုရီးယားကိုပြန်ရမှာဆိုတော့စပင်းပုံစံချိန်မဲ့ပုံစံရောပါပြီလားဟုတ်ပြောပါအောင် live စီပန်းပေါ့စီပန်းအပေါ်က rebound ပြန်လုပ်ချင်တယ်စီပန်းလည်းနည်းနည်းရှိရောအပေါ်က okay လှိုင်းလည်းနည်းနည်းရှိတော့ rebound လေးလုပ်ချင်တယ်စီပန့်လေးလုပ်ချင်တယ်မပြမယ်စီပန့်ကြတော့ဒီလိုကွေးတဲ့စီပန့်မျိုးရှိတယ်လေယာအထက်ညှက်ပြီးတော့ကွေးတဲ့ပုံစံမျိုးရှိတယ်ဒီကအထက်နဲ့လုပ်ချင်အထက်ညှက်တယ်အဓိကတော့ညီမလေးမျက်နှာဆိုလို့ရှင်เนาะဒီနေရာလေးတွေအဲ့ဆို butterfly လိုပုံစံမျိုးလေယာအထက်ညှက်ပြီးတော့ကွေးမယ်ဆိုတော့ပိုလိုက်ဖက်မှုရှိတယ်ဟုတ်ကဲ့ကြိုက်လားလို့ကြိုက်တယ်ကြိုက်တဲ့ထက်တူပြီဟုတ်ပြီအဲ့ဆိုရင်ညီမလေးကိုပုံစံလေးချင်းပေးမယ်เนาะအရာကတော့ခုနညီမလေးပြောတယ်အရာကဆိုးလို့ရသေးလားတဲ့ဆိုးလို့တော့ရတယ်အဓိကမတို့စီပန့်တကွေးလေးတွေကအဖျားမှာသပင်လေးနာထားတော့လေစီပန့်တကွေးလေးကွေးပြီးရင်တခါတည်းဆေးဆိုးမယ်ဆိုရင်အဲ့ဒီအကွေးလေးကပြေနိုင်တဲ့အတွက်ကြောင့်မလို့မဆေးဆိုးတဲ့ဟာလေးကိုတော့ချိန်ပေးအောင်မယ်เนาะဟုတ်ပြီလေအထက်ညက်ပြီးတော့နည်းနည်းကွေးလေးပေါ့เนาะတကွေးလေးအရင်ကောက်တက်ပဲကြိုက်လားအဲ့လိုတော့မကြိုက်ဘူးတကွေးလေးပဲပြကွေးလေးဟုတ်ပြီအဲ့ဆိုငါညီမလေးကိုလှတော့လုပ်ပေးတော့မယ်နော်ဟုတ်ကဲ့ဘယ်လိုပဲဘွားလုံးပုံအပ်နေမင်းကတော့မသိနိုင်ပါအချိန်ကြီးတွေးချတယ်လမ်းခေါ်လိုက်ပဲလို့ချိန်မျိုးဆိုဘယ်လေသာရောက်နေလို့အတိုင်းပေါ်ခံစားလွယ်တဲ့ကိုဝါခဲ့တဲ့တယောက်တည်းချမထားနဲ့ no no you will let go look they go down and move me oh me try oh then you don't same day look you sana ba me bo do ye ni nya me pani baby a tu kwa ma let him so tu kwa ma go ye na me na yong ji ga